ခါမှတက်တိမခံဘူးပါဘူးဒါကျမဘွားမှာဒါပထမဆုံးတက်တိခံခြင်းမှာဘယ်ကနေစပြောရမလဲဆိုတော့ကျမကဗုဒ္ဓဘာသာစစ်စစ်ပါအဖေလည်းဗုဒ္ဓဘာသာအမေလည်းဗုဒ္ဓဘာသာပါကျမဗုဒ္ဓဘာသာဖြစ်နေတဲ့အချိန်မှာပဲကျမပတိတွေပါစိတ်တယ်အမြဲတမ်းဖျားတရားကိုက်ဆိုင်ခဲ့တယ်ပေါ့နော်ကျမအားသလိုတရားထိုင်တယ်နောက်ပြီးလို့ရှိရင်ကျမအမြဲတမ်းငြိမ်းချမ်းခြင်းကိုရှာတယ်တရားထိုင်တယ်ပြီးတော့ကျမမှလည်းမိတ်ဆွေတငယ်ချင်းတွေရှိတယ်သူတို့တွေနဲ့လည်းကျမသွားတယ်လာတယ်အဲ့လိုမျိုးတွေရှိပါတယ်ကျမမိတ်ဆွေတငယ်ချင်းတွေဘာလို့ပြောလဲဆိုတော့ကျမမိတ်ဆွေတငယ်ချင်းတွေမှာခရစ်ယာန်တွေလည်းအများကြီးပါပါတယ်သူတို့တွေနဲ့ကျမသွားတဲ့အချိန်မှာကျမကိုသူတို့တွေကဘာပြောလဲဆိုတော့သူတို့မှာအသက်ရှင်တဲ့ဘုရားရှိရဲပေါ့နော်ကျမကိုပြောတယ်ပြီးသားလို့ရှိရင်သူတို့နဲ့တကယ်လာပြီးတော့ထိတွေ့တဲ့စကားပြောတယ်ပြီးတော့တက်တည်ပေးတယ်ဆိုပြီးတော့ကျမကိုပြောပါတယ်ကျမအမှန်တမ်းပြောလို့ရှိရင်စပြောတော့ကျမမယုံဘူးသူတို့စိတ်ထင်တာနေမှာပါပေါ့နော်ကျမအဲ့လိုထင်တယ်ဘာလို့ဖះကစကားလာပြောတာတို့ဖះကအဲ့လိုမျိုးထိတွေ့လို့ရတယ်ဆိုတော့ကျမလုံးဝမယုံပါဘူးအဲ့နဲ့နောက်ပိုင်းကျကျမကသူတို့တွေနဲ့ပေါင်းပြီးတော့သူတို့ဆရာကျမမှာတငယ်ချင်းတရားတငယ်ချင်းလို့အမလို့ခင်ရတဲ့မဂျူးဆိုတာရှိပါတယ်မဂျူးတဲ့ချေပေါ့နော်သူ့ကိုကျမကဘာတွေ့လဲဆိုတော့ तू ကအရင်က तू ကလည်းဗုဒ္ဓဘာသာပါပဲဒါပေမဲ့ तू ဗုဒ္ဓဘာသာနေပြီးတော့ तू ခရစ်ယာန်ကိုပြောင်းသွားတဲ့အချိန်မှာသူ့ရဲ့ဘဝအရင်ဘဝနဲ့ဘာမှမဆိုင်တော့အရင်ကိုငင်းချမ်းချင်းနေခွန်အားရေနောက်ပြီးလို့ရှင်သူနဲ့နေတဲ့အချိန်မှာလည်းသူ့ရဲ့အဲ့လိုမျိုးစိတ်ချမ်းမြေ့စရာတွေကျမစီကူးလာတယ်ပြီးတော့သူတို့မိသားစုကြည့်တဲ့အချိန်မှာအရင်အေးချမ်းတယ်ပေါ့နော်အဲ့ဘဝလေးကိုကျမကြည့်ပြီးတော့ကျမလိုချင်မိရယ်လိုချင်ပြီးတော့ကျမသူ့မေးတယ်ဘာဖြစ်လို့ဗုဒ္ဓဘာသာကိုပြောင်းသွားဗုဒ္ဓဘာသာနေပြီးတော့ခရစ်ယာန်ကိုပြောင်းလာလဲဆိုတော့သူဖះနဲ့တွေ့သွားတယ်တဲ့ဖះကသူ့ကိုဒီဟာတွေအကုန်လုံးကောင်းချီးတွေပေးတယ်သူခံစားရတယ်ပေါ့နော်အဲ့ဆိုတော့ကျမအဲ့ဒီမြင်ပြီးကျမလည်းလိုချင်တယ်ဆိုတာကျမလည်းဖះကိုတွေးချင်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်တွေဖြစ်တယ်ဒါပေမဲ့ကျမကတင်းခံတယ်တစ်ခုရှိရင်ကျမဗုဒ္ဓဘာသာကျမလုံးဝမပြောင်းဘူးဗုဒ္ဓဘာသာပဲပေါ့နော်ဒါပေမဲ့ကျမဖះတော့တွေးချင်တယ်အဲ့ဒါကျမမကြဆိုလို့ပေါ့နော်သူ့မှာတားလေးတယောက်ရှိတော့ကျမသွားလဲတယ်သူတို့အနေနဲ့အမြန်တွေးဖြစ်တယ်ပြီးတော့ခရစ်ယာန်အတိုင်းဝိုင်းနဲ့လည်းကျမခင်သွားတယ်ပြီးတော့ဖះเจ้าနေပါလေကျမအဲ့လိုမျိုးဖះเจ้าတက်ရမယ့်အချိန်လည်းကျမမသိဘူးဒီခါကျရင်ရောက်သွားတယ်သူတို့နဲ့သွားပြီးတော့ level 7ပါတခါကြီးသွားတယ်နားထောင်တယ်ပေါ့နော်ကျမလည်းကျမဟန်နဲ့လေးလာကြည့်တယ်တဲ့အချိန်မှာတနည်းကျကျမဘာဖြစ်သွားလဲဆိုတော့ကျမစိတ်ထဲမှာဖះကိုအသက်ရှင်တဲ့ဖះပေါ့နော်အဲ့ဒါကျမအရင်တွေးချင်တယ်တဲ့အချိန်မှာကျမပြောလိုက်တယ်မဂျူးလို့သမီးလို့အသက်ရှင်တဲ့ဖះတွေးချင်တယ်ဆိုတော့အမမဂျူးရဲ့အမျိုးသားဥဝေထွန်းကလည်းပြောတယ်သမီးရဲ့အဲ့ဆိုဆုတောင်းကြည့်ရဲ့သမီးကဗုဒ္ဓဘာသာလို့သမီးဆုတောင်းလို့ရှိရင်ဟောလာတွေ့မှာလားပေါ့နော်သွားပြောတယ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ဖះကတဲ့အားလုံးချစ်တယ်တဲ့သမီးတောင်းကြည့်ပါလားဆိုတော့သမီးတောင်းကြည့်မယ်ပေါ့နော်သမီးတိတ်တော့မဖြစ်နိုင်ဘူးလားပေါ့နော်ဒါပေမဲ့တောင်းကြည့်လဲသမီးအတွက်အကျိုးရှိမှာပါလေပေါ့နော်အကျိုးမရုပ်ပါဘူးပေါ့နော်အဲ့နဲ့ကျမနေတိုင်းဆုတောင်းကြည့်တယ်ဆုတောင်းတဲ့သူလို့ဆုတောင်းတာပေါ့နော်မျက်လုံးမိတ်ပြီးတော့ယေရှုကိုပဲကျမသိရလဲယေရှုဖះကျမကိုတကယ်ပေါ့နော်ယေရှုဖះအသက်ရှင်နေဆိုရင်ကျမကိုလာပြီးတော့စကားပြောပါကျမကိုလာပြီးတော့ထိတွေ့ပါပေါ့နော်ကျမအရင်မြင်ချင်ပါတယ်အသက်ရှင်နေဖះကိုကျမလိုချင်ပါတယ်ဆိုပြီးတော့ကျမနေတိုင်းဆုတောင်းတယ်ဆုတောင်းမိမဲ့လေကျမလုံးဝမပြေဘူးတနေ့ကျတော့ဆရာဆန်တို့နဲ့ကျမဆရာဆန်တို့ကအဲ့မှာရန်ကုန်ရောက်နေတာရန်ကုန် International Hotel မှာရန်ကုန် Hotel မှာပေါ့နော်8မိုင်ကရန်ကုန် Hotel မှာမဂျူးတို့ကစုံပြီးတော့ဆရာဆန်တို့ကိုလာပြီးတော့ပေါ့နော်ချင်းမြောက်ပေးပါလာပြီးတော့တရားဟောပေးပါဆိုပြီးတော့ဖိတ်ပါတယ်အဲ့ဒီမှာကျမလည်းတက်ဆိုင်ရောက်သွားပါတယ်အဲ့ကိုရောက်သွားတော့အားလုံးတက်သေးခန္ဓာတွေပါကြားပြီးတော့လေကျမစိတ်ထဲမှာပေါ့နော်တက်ရှင်တဲ့ဖះတကယ်ရှိရဲဆိုတာဖြစ်နိုင်တယ်ပေါ့နော်ကျမအဲ့လိုမျိုးယုံကြည်စိတ်လေးဖြစ်မိရဲအဲ့နဲ့အားလုံးဆရာဆန်တို့ဟောပြောပြီးတဲ့အချိန်မှာကျမဆရာကိုပြောတယ်ဆရာမဂျူကသစင်ပြောခိုင်းတာပေါ့နော်ဆရာလို့သမီးဆုတောင်းထားတယ်လို့အသက်ရှင်တဲ့ဖះကိုတွေ့ချင်တယ်ပေါ့နော်ဆုတောင်းထားတယ်ဆိုတော့ဆရာလို့သမီးကိုလည်းဆုတောင်းပေးပေါ့နော်သမီးခုချိန်ကြီးမတွေ့ရသေးဘူးဆိုပြီးတော့အဲ့ဒီမှာဆရာသမီးကိုဆုတောင်းပေးတယ်တောင်းပြီးတော့အဲ့အောက်မှာပဲတမတို့တွေဘာလဲဆိုတော့စံပြုတ်တွေစားကြစကားပြောကြပါတော့အချိန်မှာမမေရီနဲ့လည်းတွေ့တယ်မမေရီကိုဘယ်လိုသိရလဲဆိုတော့ပြီးခဲ့တဲ့နှစ်ကောင်က GMYC ကညီမချင်းမိုင်သွားရဲဆိုတော့ညီမချင်းမိုင်ကိုလဲချင်းတယ်ပြီးတော့ဘတ်ကျူးနဲ့လည်းခင်တော့လေကိုကလည်းဖေက
ဒီခရစ်ယာန်ဟောပြောပွဲကိုအဲ့လောက်ကြီးတော့ခေါင်းထဲမှာရှိဘူးပေါ့နော်အမှန်တိုင်းပြောရင်ဒါပေမဲ့သွားတော့လေးလာမယ်လဲချင်တယ်ဆိုတဲ့စိတ်နဲ့သွားခဲ့တာပေါ့နော်အဲ့မှာမနဲ့ခင်ခဲ့ဆိုတာလေဒီတိုင်းရိုးပဲဒီတိုင်းပဲဟိုဗာလေမိတ်ဆက်ပေးတယ်တည်တယ်အဲ့လောက်ပဲပေါ့နော်ဟိုလိုရင်းနီးလည်းမဟုတ်ဘူးအဲ့တော့နောက်နေ့ကျတော့အမမုံသွားစားကြမယ်ဘာညာနဲ့ပြောရဲတမီးလိုက်ခဲ့ပါညာဆိုတော့တမီးပါသွားပါပေါ့နော်ပါသွားတော့အမနဲ့တွေ့တဲ့အချိန်မှာအမတမီးဘာပြောလဲဆိုတော့ဒီတာချီလိုက်မှာတဲ့ဟောပြောပွဲရှိရဲတဲ့တမီးလိုက်ခဲ့ပါလားလို့ပြောတဲ့အချိန်မှာတမီးကလုံးဝမငြင်းဘူးဒီလားဘယ်သူဟောမှလဲဆိုဆရာဆန်လုံးဟောမှဆိုတမီးကလိုက်မယ်ဆိုပြီးတော့ချက်ချင်းပြောလိုက်တယ်ဒါပေမဲ့ကိုယ့်ကိုယ်လည်းအံ့ဩတယ်ဘာဖြစ်လို့ငါလိုက်မယ်ဆိုပြီးပြောလိုက်တာလဲပေါ့နော်ကျစစတော့ကိုယ့်ကိုယ်တကယ်အံ့ဩတာပါဟိုဘယ်သူတွေပါလဲဆိုတော့ဘယ်သူမှလည်းမပါဘူးမကျူးလို့လည်းမပါကျွန်မလည်းသိရလူလည်းမပါဘူးမမေဆိုတာကျွန်မနဲ့နှစ်ခါပဲစုံလို့တာပါစုံလို့လဲဆိုတော့ဟိုလူကြီးအရင်ရင်းပြီးတော့မိတ်ဆွေအမတယောက်လို့အဲ့လိုစုံဘူးလို့ကျွန်မလိုက်ခဲ့တယ်ဆိုလဲဒါတစ်မျိုးပေါ့နော်အဲ့လိုနှစ်ခါလောက်ပဲစုံလို့တဲ့အချိန်မှာကျွန်မစိတ်ထဲမှာမသိဘူးဒီပွဲကိုလာရင်ကျွန်မဘုရားသခင်နဲ့များတွေ့မြလားဒါမှမဟုတ်တစ်ခုခုပေါ့နော်ကျွန်မရမယ်လို့ကျွန်မစိတ်ထဲမှာထင်နေအဲ့ဒါကျွန်မလာခင်တရက်တော့ကျွန်မစဉ်းစားမိတယ်တကယ်လို့ကျွန်မဖျားနဲ့တွေ့ခဲ့ရင်ရောကျွန်မဒီဘုရားဘာသာကိုဆွတ်လွတ်နိုင်လားပေါ့နော်အဲ့လိုမျိုးတွေကအစားကျွန်မရှောက်စဉ်းစားနေရသီလားစိတ်ထဲမှာပေါ့နော်တကယ်တွေ့မယ်လို့လည်းယုံကြည်နေရအဲ့နဲ့မလာခင်တရက်မှာကျွန်မဖျားတယ်နေမကောင်းဖြစ်တယ်ဒါနဲ့လည်းအော်ဘာဖြစ်ဖြစ်ငါရအောင်သွားမယ်အမကလည်းလင်းလည်းမတည်စီစဉ်ထားပြီးရပြန်ဆိုတော့ကျွန်မအော်လို့ကျွန်မရအောင်သွားမယ်ဆိုပြီးစိတ်နဲ့ကျွန်မရောက်လာတော့ဆရာဆန်လုံးနဲ့မရောက်ပေါ်မလက်ပြမမျိုးဟောပြောပွဲမလုပ်ခင်ပေါ့နော်ညာထင်လာမှဆိုတော့ဆရာနဲ့စကားပြောဖြစ်တယ်ပြောဖြစ်တဲ့အချိန်မှာဆရာကသူပြောတယ်သူကဟိန္ဒူဗုဒ္ဓဘာသာပေါ့နော်အဲ့ကနေပြီးတော့ခရစ်ယာန်ဖြစ်လာတယ်ဆိုပြီးတော့ကျွန်မကိုပြောတဲ့အချိန်မှာကျွန်မသူ့ရန်မင်းချင်ခဲ့တာပေါ့နော်အဲ့တော့လူတွေကလည်းအများကြီးဆိုတော့ကျွန်မမေးခွန်းမရခဲ့ဘူးဆရာဗုဒ္ဓဘာသာနဲ့ဘလို့ဟိန္ဒူဖြစ်တော့ပါဗုဒ္ဓဘာသာနဲ့ဘလို့ပြီးတော့ခရစ်ယာန်ပြောင်းသွားလဲပေါ့နော်ကျွန်မသိချင်တယ်မေးခွန်းလေးပေါ့နော်အဲ့ဒါကျွန်မစိတ်ထဲမှာပဲထားလိုက်တယ်ပြီးတော့နောက်ဘာသိချင်လဲဆိုတော့ကျွန်မဖျားတွေပေါ့နော်ဖျားတွေဘာလို့အများကြီးကွဲနေရလဲမနေ့ကဆရာရှင်းပြတဲ့ဟာလေအဲ့ဒါကိုလည်းကျွန်မသိချင်တယ်ဒါပေမဲ့အဲ့ဒါကိုလည်းကျွန်မစိတ်ထဲမှာပဲထားရတယ်ဒါပေမဲ့နောက်တစ်ရက်လည်းနေရောကျွန်မဒီအခန်းထဲကိုရောက်လာတဲ့အချိန်မှာဆရာပြောသွားတဲ့ဟာတွေအကုန်လုံးကကျွန်မစက်သိမ်းထုတ်ထားတယ်ကျွန်မသိချင်တဲ့ဟာတွေအကုန်လုံးဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကျွန်မဆရာမပြောခဲ့ဘူးကျွန်မစိတ်ထဲမှာပဲထားခဲ့တဲ့ဟာပေါ့နော်နောက်ဆုံးနောက်တစ်ခုကပါလဲဆိုတော့အဲ့ဒီပြန်သွားတော့အဲ့ဒီညမှာကျွန်မYouTube မှာတဲ့ဆရာတင်ထားတဲ့ဟာတွေရှိရဲဆိုတော့ကျွန်မအဲ့ဒီမှာကျွန်မရွေးပြီးတော့ကျွန်မ YouTube မှာရှောက်ကြည့်ရဆရာဆန်တိုးဆိုပြီးတော့ YouTube မှာကျွန်မနှိပ်လိုက်တယ်နှိပ်လိုက်တဲ့အချိန်မှာအများကြီးပဲကြာလာတဲ့အချိန်မှာကျွန်မဘာကိုတွားကြည့်မိလဲဆိုတော့ကဲတင်စင်းနဲ့ယုံကြည်ခြင်းဆိုတဲ့ဟာပေါ့နော်အဲ့မှာဟိုဒီမှာရှိရဲ့ညီကောင်မောင်နှမတွေဦးတော်တို့အလုံးရှာကြည့်လို့ရပါတယ်ဟိုကဲတင်စင်းနဲ့ယုံကြည်ခြင်းဆိုတာလေအဲ့ဒါကိုလေးကြည့်ပြီးတော့နောက်တစ်ရက်ကျတော့ဆရာအဲ့ကဲတင်စင်းနဲ့ယုံကြည်ခြင်းအကြောင်းပဲထပ်ပြီးတော့ဟောတယ်အဲ့ဆိုကျွန်မစိတ်ထဲမှာဘောနော်ဟာဒါတော်ရုံနဲ့ရုံတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးငါ့ကိုဖျားဖျားစကားပြောနေရလားနောက်မှမဟုတ်တစ်ခုဘောနော်ဘာညာရစီခြင်းလို့လဲဆိုပြီးတော့ကျွန်မအမှနားဟောင်းနေကင်းနေနေယုံကြည်ခြင်းပြောပြီးတော့ကျွန်မဟိုဆရာဒီနောက်မှလေလက်ဝါးကတိုင်မှာယေရှုအားလုံးအတွက်အသက်ပေးခဲ့တဲ့ဟာတွေပြောနေနေကျွန်မဆုတောင်းနေတဲ့ချိန်မှာကျွန်မမျက်လုံးမိတ်ပြီးတော့ကျွန်မဆုတောင်းနေအော်ဟိုဘောနော်အရှင်ဖျားဘောနော်ရှင်ဖျားတခင်ဘောနော်ကျွန်မတကယ်အခုချိန်ဒီကိုရောက်အောင်ပို့လာရဲဆိုတာလေလို့ဖျားမှရွေချက်များရှိမလားဒါမှမဟုတ်ကျမကိုဆက်လုံးဝါးနေလို့အဲ့လိုမျိုးဟောမဖြစ်ပါနဲ့လို့အမြဲဆုံးကျမကိုတီးထွေးခွင့်ပြီးပါကျမကိုစကားလာပြောပါဆိုပြီးကျမမျက်လုံးမဲပြီးကျမဆူတောင်းနေဆူတောင်းမယ်ဆရာဆန်တို့ပြောတဲ့စကားတွေလည်းကျမမကြားတော့ဘူးအဲ့ချိန်မှာဘာဖြစ်သွားလဲဆိုလူကအဲ့မှာရှိနေတယ်ဒါပေမဲ့ကျမစိတ်လားဝိညာဉ်လားဘာလားတော့ကျမလည်းမသိဘူးအဲ့ဒါဘယ်ကိုရောက်သွားလဲဆိုတော့ဂူကြီးတစ်ခုတည်းကိုကျမရောက်သွားတယ်အဲ့ဂူကြီးထဲမှာဟိုစုပ်ပြက်နေတဲ့ကူကြီးမဟုတ်အရန်ဟိုမှာဘယ်လိုပြောမလဲဆိုတော့ငိမ့်ချမ်းပြီးတော့စီးစိမ်ချမ်းသာရှိနေတဲ့ကူကြီးလို့ပဲကျွန်မမြင်တယ်ပြီးတော့မီးတွေလင်းနေရဲ့အဲ့မှာဂတိပါဂေါ်စော်လေးခင်းထားတယ်အဲ့ပေါ်မှာယေရှုကဒီလိုလေးထိုင်နေတယ်ထိုင်တဲ့အချိန်မှာကျွန်မကကောင်းဝဲအချူလေးနဲ့ပြီးတော့ဒီရုပ်ရည်ထဲလည်းပို့ပြီးတော့ချောတယ်နောက်ပြီးလို့ရှိရင်အသားလေးကလည်းဖြူလေးသပင်လေးဆိုလည်းဆင်းပြီးတော့အလဲခွဲလေးရှိလေးပေါ့နော်အဲ့ကျွန်မဒီမျက်နှာလေးနဲ့ဒီလိုပါလေးနဲ့အပ်ပြီးတော့ယေရှုရဲ့ပေါက်လေးပေါ်မှာကျွန်မထိုင်နေတယ်အဲ့လိုအိတ်ညာပါတော့အဲ့ဒီဆိုတော့သူစကားပြောလို့ကြိုးစားတယ်ကျွန်မကဘာပြောလဲဆိုတော့သမီးရဲ့ဟိုးမြူမုံကနေပြီးတော့အခုချိန်ကြီးပေါ့နော်အခုဒီတက်ရွယ်ထီကိုတဲ့သမီးဘာဖြစ်ခဲ့လဲသမီးရဲ့နာကျင်စရာတွေသမီးရဲ့ဝမ်းနည်းစရာတွေကောင်းတော့ဘောနော်သူတိပါရဲ့ဆိုပြီးတော့ကျွန်မပြောတယ်ဘာမှမပြောနဲ့တော့တဲ့သွားတယ်ကျွန်မစောက်နေရတဲ့အဲ့တော့ဒီ80တဲ့ဒီသမီး80သွားမဲ့ခီးမှာတဲ့သမီးကိုသူဆောင်ရှောက်မယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာကျမစိတ်ထဲမှာလေကို့ဖေမိတဲ့အရင်ချစ်တဲ့
ကိုအရင်ချစ်တဲ့မေတ္တာတခုကျမခံစားရတယ်အရင်လည်းနှွေးထွေးရဲအဲ့ဒါဘာနဲ့မှလည်းမတူဘူးကျမအဲ့လိုခံစားရတယ်ပြီးတော့ကျမအားရှိသွားတယ်ဘာလဲဆိုတော့အော်ရှိလျှောက်ကျမအချိန်မှကျမဘာသိသွားလဲဆိုတော့အော်အသက်ရှင်တဲ့ဘုရားတကယ်ရှိပါလားကျမတောင်းတနေတယ်ကျမကစကားလာပြောပါကျမကလာထိပါဆိုတကယ်လည်းကျမစပင်လေးကိုအဲ့လိုလေးပုတ်ပြီးတော့စကားလာပြောခဲ့တယ်ပြီးတော့လဝကတ္တမသူအသက်ပေးခဲ့တဲ့ဟာတွေကိုလည်းကျမဘေးမှာပြတယ်ကျမအဲ့မှာအကုန်လုံးကြည့်နေအဲ့ဒီအကုန်လုံးလည်းကျမမြင်ခဲ့တယ်နောက်ပြီးတော့ကျမအနာဂတ်တွေကိုလည်းကျမကိုပြခဲ့တယ်ဟုတ်ပြီးတော့အခုချိန်မှာကျမဘာဖြစ်သွားလဲဆိုတော့ကျမအားရှိပါတယ်ယေရှုကလည်းကျမကိုဆောင်းရှောက်မယ်လို့ကျမပြောခဲ့တယ်ကျမအဲ့ဒါကိုယုံကြည်တယ်နောက်ထပ်လည်းတက်သေးတွေအများကြီးကျမထပ်တောင်းပါပါအခုလိုမျိုးလဲဒီမှာရှိကြတဲ့မိဘညီကောင်မတွေအားလုံးလည်းကျမလိုမျိုးတက်သေးရကြပါစေလို့ဖခင်ခင်ကောင်းကြီးပါစေလို့ဆုတောင်းမိပါတယ်ဟုတ်အခုလိုမျိုးပေါ့နော်ပြောတတ်တယ်လို့ပြောတဲ့အတွက်ကျမပိုင်လို့ခေါ်လို့ပြီးပါအားလုံးကျေးဇူးတင်ပါတယ်